တက်တာလားတက်တာနော်ချိုလင်းလေးဝယ်တာပေါ့ချိုလင်းလေးဝယ်တာပြီဒီကအများကြီးတက်တာပဲပေါ့မရောတက်တာမရောတက်တာဟမ်တက်တာလေအမနေမကောင်းဖြစ်လာမှာလားဟုတ်မနေမကောင်းဖြစ်တာဘယ်နည်းကြာပါလဲငွေလောက်ဒီငါလားရှိပါဒီရောက်ကြရမယ်မသိဘူးဟာဒီကလေးနဲ့တူတူပဲနေမကောင်းဖြစ်လာတာကလေးကငိုသေးလားငိုတော့တော်တက်တာပါနော်ပြောမဆိုရင်ဒီဆေးရုံကလည်းအားလုံးကိုဆေးတွေလည်းအခမဲ့ကူညီပြီးတော့ကုသပေးတယ်နော်အစားအစာရအကုန်လုံးလိုက်လံပြီးကူညီပေးတယ်နော်အဲ့ခါကျတော့ကလေးကပုံတက်တာဟာအုပ်ကိုလောက်တာကြာပြီလားဒီနေ့မှလို့ဒီနေ့မှလောက်တာလားအရင်တော့ဘာလုပ်တယ်လို့လဲဒီနေ့ကတော့သမီးတည်းကန်ကြိုက်တွေစီမှာလောက်တာလောက်လို့ဘာလို့လောက်တာလက်အုပ်အခုဒါဆက်အုပ်လားဟုတ်ဒီနေ့မှလောက်တော့ဒီနေ့မှပဲတော်တော်အဆင်ပြေမှုတွေဖြစ်သွားနော်အကျွေးတွေလည်းအများကြီးတင်တယ်ဒီကတော့မထားရစေဒီလည်းအများကြီးကလေးလည်းအများကြီးမလုပ်နဲ့နော်ကလေးတွေလည်းခုနကဆရာမဆုံးမသွားလို့မျိုးဘယ်လိုပဲဖက်နဲ့လည်းမမွေးနဲ့ပေါ့နော်ဒီလိုကလေးလေးကဒါပြောမှဆိုရင်စေယုံစေကင်းကလည်းအခမဲ့ကုသပေးတယ်အလုံးကလည်းဝိုင်းဝန်းပြီးတော့ဆောက်ရှောက်ပြီးတော့ကူညီပေးကြတဲ့ခါကျတော့ကလေးကအတော်တော်တက်တာပါပဲနော်စေယုံတော့ဆင်းလို့မရသေးပေါ့အရေးပေါ်အခြေအနေကတော့အခုလောလောဆယ်တော့လွတ်မြောက်နေပြီနော်ဒီနေ့မှလည်းအလူရှင်လေးရှိလို့လာလုပ်ပေးရနော်အလူရှင်လေးရဲ့နာမည်ကျတော့29ရက်3လ2026တွင်ကြာရောက်တော့ကိုအောင်ဆွေဦးဤမွေးနေ့အလူဖြစ်နေ3သိန်းနော်ပြီးတော့မေမြင့်တက်ထားကျော်ခိတစင်ကာပူကနေပြီးတော့9000ရေဦးမျိုးကအလူရှင်တူကနေပြီးတော့9000ကိုတန်းထွတ်မခိုင်စာလင်းသားမောင်ဖုံးတီဟာရန်ကုန်တိုင်း3ခွာမျိုးကနေ3သိန်းဆိုပြီးတော့စုစုပေါင်း9သိန်းပေါ့နော်9သိန်းလို့ထားတယ်အလူကြီး9သိန်းနော်တူတန်းပေးတဲ့အလူရှင်900သားသမီးတွေကိုကျေးဇူးတင်ဆုတောင်းနေကြနေပြောပြလိုက်နော်ကျေးဇူးတင်ပါတယ်လို့လည်းကလည်းနှိုင်းပါစေဒီကားလေးကိုကောင်းကိုတာပြီးလည်းတော့ကျေးဇူးများများတင်ပါတယ်လည်းကလည်းနှိုင်းပါစေโอเคโอเคအဲ့ဒါခုနေ့သားသမီးအားလုံးလည်းဒီကြမကလူတန်းနိုင်ပြီးတော့ကျမကြီးလည်းကောင်းပါစေဒါလေးလည်းအမြန်ဆုံးဆေးရုံကနေဆင်းရပါလိမ့်လို့ဆုတောင်းလိုက်ပါနော်